ဒီနေ့ကျွန်တော်တို့အသင်းအတွက်သတင်းကောင်းတစ်ခုကမင်းညက Aston Villa က Wolverhampton ကို 2-0 နဲ့ရှုံးနိမ့်ခဲ့ပြီးတော့ဒါအမှတ်မရရှိတဲ့အနေအထားတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ United အသင်းအနေနဲ့ဒီနေ့ပွဲမှာဒါအနိုင်ရရှိခဲ့မယ်ဆိုရင်ဒါ Aston Villa နဲ့အမှတ်2ဖြစ်တဲ့အပြင်ဒါ goal difference အကွာနဲ့goal difference အတာနဲ့ဒါအစစ်3ကိုတက်လန်းနိုင်မှာဖြစ်တယ်အဲ့တော့ဒီဥစ္စာ United အသင်းနဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်ပေါ့ဗျာဒါတစ်ဖက်မှာလည်းဒါ Crystal Palace ဖြစ်နေတယ်အဲ့တော့ Crystal Palace ဖြစ်နေတယ်လို့ဘာလို့ပြောရလဲဆိုတော့ Crystal Palace ကအိမ်ဝင်းစွမ်းဆောင်ရည်ထက်အဝေးဝင်းစွမ်းဆောင်ရည်ကပုံမကောင်းဝင်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီ Crystal Palace ရဲ့နီးပြဖြစ်တဲ့ Oliver Glasner ကဒါ United ရဲ့အမြဲတမ်းနီးပြတဲမှာဒါယာထားခံထားရတဲ့နီးပြတူလည်းဖြစ်နေတယ်ပေါ့ဒါဖြစ်နေစေရှိတယ်အဲ့တော့ဒီနီးပြအနေနဲ့ဘယ်လိုကစားလဲဆိုတာကျွန်တော်တစ်ချက်ကြည့်ရမယ်ဆိုရင်ဒီ Oliver Glasner ကဒါ3-4-2-1ဆိုတဲ့ကစားကွက်ကိုပဲကစားတယ်ဗျာ3-4-2-1ကစားကွက်ဆော့ပြီးတော့ဒါ Midplan နဲ့ဆော့မယ်ပြီးရင်ခံစစ်ကိုချစ်ချစ်လေးလေးဆော့တယ်ဆိုတဲ့နီးပြမျိုးတူဖြစ်တယ်ပေါ့ဒီ scan ball တွေကနေပြီးတော့သူတို့ဒါ quick transition တွေနဲ့ counter attack တွေကိုတုံးပြီးတော့ဒါကစားလေးရှိတဲ့အသင်းတစ်သင်းဖြစ်တယ်ကျွန်တော်ပထမကြော်တော့ကဒီ Crystal Palace ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ 1-2 ဆိုရတဲ့နဲ့ဒါအနိုင်ရရှိခဲ့တယ်ဗျာအဲ့ဒီပွဲမှာဆိုရင်လည်းဒါ Ismaila Sarr ဒဏ်ရာကြောင့်မထွက်ခင်အချိန်ကာလမှာဒါ Ismaila Sarr ရဲ့တယောက်တည်းရုံအားတွေပြအားတွေဒါသူ့ရဲ့ counter attack တွေကအထက်တွေမှာလိုက်ပါမှုတွေကဒါ United ခံစစ်ကိုတော်တော်ကြီးကိုအလုံးရှုပ်စေခဲ့တယ်ဒါသူထွက်သွားတဲ့နောက်ပိုင်းမှာတော့ Glasner ကဒါ plan B မရှိတဲ့အတွက်ကြောင့်မလို့ရှုံးနေခဲ့တယ်လို့ကျွန်တော်အနေနဲ့ဒါမြင်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ Ismaila Sarr အပြင်တကယ်ကို United နဲ့တွေ့တဲ့အခါတိုင်းမှာဒီ United တွေ့တဲ့အခါမှာဂိုးတွေသွန်းတက်လေးရှိတဲ့ဒါ Brennan Johnson ပေါ့နော်သူကတော့စပါးကစားသမားဟောင်းလေးဖြစ်တယ်စပါးအသင်းနဲ့ United နဲ့တွေ့ဆုံတိုင်းမှာလည်း Premier League မှာဂိုးတွေလည်းသွန်းတယ်လို့ Europa League Final မှာလည်းသူ့ရဲ့တလုံးတည်းသောသွန်းကိုနဲ့ဒါ United ကရှုံးနိမ့်ခဲ့ရပြန်တယ်ဇန်နဝါရီလမှာပဲ Stuart Larson တို့လိုဒီလိုမျိုး Wolverhampton ရဲ့အရက်ရှိရှိပေါ့နော်အရက်မောင်းကောင်းကောင်းဒါ physical အားကောင်းပြီးတော့Benjamin Sesko လို့ဒါကစားသမားမျိုး Crystal Palace မှာရှိနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲကတော့သူတို့ရဲ့အတားတဲ့ဒီ quick transition တွေနဲ့ counter attack တွေကတော့ United ရဲ့ခံစစ်ကိုဒုက္ခပေးမှာတော့အမှန်ပဲကျွန်တော်အနေနဲ့စိတ်ပူတာတခုက Everton နဲ့ပွဲမှာလဲ Lisandro Martinez မပါလာနိုင်ခဲ့တဲ့ခံစစ်ကပေါ့နော်အမှန်တိုင်းအားမရဘူးဗျာအားမရဘူးဆိုတာကဒီ Harry Maguire ရဲ့တည့်ရတိုင်းပဲသူ့အနေနဲ့ဥဆောင်ပြီးခံစစ်ကိုထိန်းချောင်းရမယ်ဆိုရင်အဆင်မပြေဘူး ball playing defender ဒီ Martinez လိုမျိုးဘောလုံးကိုကင်နေတဲ့ရှိရဲ့ကစားသမားတီတီငင်နဲ့ကစားနိုင်တဲ့ကစားသမားမျိုးသူ့ဘေးမှာရှိနေမှဒါလင်းပို့ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်တွေကိုမြင်ရတယ်Everton နဲ့ပွဲမှာ Lisandro Martinez ပါလာနေတဲ့အခါမှာတစ်ဖက်က Lenny Yoro လိုလူငယ်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အနေနဲ့ Harry Maguire ဘောလုံးကင်ရင်Lenny Yoro ဘောလုံးကင်ရင်အနေငယ်စိုးရိမ်စိတ်တွေဖြစ်ခဲ့ရလဲရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာCrystal Palace ရဲ့တိုက်စစ်ကကစားသမားတွေရဲ့မြန်နှုံးမြင့်မှုနဲ့ဒီ United ရဲ့ခံစစ်ကအကောင်းဆုံးထိန်းချုပ်နိုင်မလားဆိုတာကတော့ကျွန်တော်တစ်ချက်စိုးရိမ်နေရှိတယ်။တစ်ဖက်ကကျွန်တော် United အသင်းကိုပြန်ကြည့်ရမယ်ဆိုရင် United အသင်းအနေနဲ့ Michael Carrick လက်ထက်မှာဒါ6ပွဲကင်ထားပြီးတော့9ပွဲနိုင်တယ်တပွဲတည်ရရှိထားတယ်။ရှုံးပွဲကလည်းမရှိထားသေးဘူးဗျာ။ဆိုတော့လက်ရှိဖောင်ရကလည်းကစားသမားရဲ့စိတ်ပိုင်းဆိုင်ရာရောရလက်ပိုင်းရာရောအားလုံးကောင်းမွန်နေတဲ့အနေအထားတစ်ခုမှတော့ရှိတယ်။ဒါပေမဲ့Everton နဲ့ပွဲမှာတော့ဒါနိုင်နေဆိုပေမဲ့ကျွန်တော်တဦးတယောက်အမြင်ရတော့အဲ့ဒီပွဲကမက်ဆာတော့အားရစရာတော့မရှိဘူးဗျာဒါဆန်နလမန်ရဲ့ပုတ်ထုတ်ကာကွယ်မှုတွေကောင်းခဲ့လို့ဒါနိုင်ပွဲရရှိခဲ့တယ်လို့ပြောရင်လည်းမမှားဘူးဆိုတော့ဒီနေ့ပွဲကလည်းဒီလိုမျိုးဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတယ်အဲ့တော့ Michael Carrick အနေနဲ့လွယ်တော့မလွယ်ကူဘူးတော့ပေမဲ့ဒါ player quality ကစားသမားစုဖွဲ့မှုတွေကနောက်ဆုံးမှာအနိုင်ရလက်တစ်ခုကိုပုံဖော်ပေးနိုင်မယ်လို့တော့မျှော်လင့်နေတိတာဖြစ်လာတော့ဗောနော်ဒီအသင်းရဲ့ပိတ်သက်တယောက်အနေနဲ့အသင်းရဲ့ပိတ်သက်တယောက်အနေနဲ့ခံစားချက်တွေဒါပွဲလာတော့မယ်ဆိုရင်ခံစားရရှိလာတဲ့ခံစားချက်တွေကတော့မတူနေဘူးအနည်းငယ်ယုံကြည်မှုတွေရှိနေတယ်အစတန်ဗီလာလည်းအမှတ်လျော့နေတာဖြစ်ပြီးတော့ဒီနေ့ပွဲနိုင်မယ်ဆိုရင်အဆင့်3တိတောင်တက်လန်းနိုင်မှာဖြစ်တာမလို့ဒီနေ့ပွဲကနိုင်လဲနိုင်ခြင်းနဲ့ဒါတော့ဒီနေ့ပွဲကနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အသင်းအနေနဲ့အဆင့်3မှာပေါ့နော်ဒါချန်ပီယံလိဝင်ဝင်အတွက်ဒါ space ကြဲရသွားမယ်လို့တော့ထင်တယ်။ Michael Carrick အနေနဲ့ဒီနေ့ပွဲမှာဒီအာမတ်ဖြစ်ဖြစ်ကုညာဖြစ်ဖြစ်တယောက်ကိုဒီ line နဲ့အောက်ပြီးတော့ဒီခြေစွမ်းပြနေတဲ့ဂိုးတွေသွင်းနေတဲ့ Benjamin Sesko တို့လိုအမြင်ပေါ်အတန်တဲ့ကစားသမားမျိုးကိုထည့်သုံးနေတယ်လို့ထင်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့တော့အဆင့်3ကိုကျွန်တော်တို့တက်လန်းနိုင်မယ်လို့ထင်တယ်။အဆင့်3ကိုတက်လန်းကြမယ်